ညီကိုတွေအားလုံးပဲမင်္ဂလာပါ21ရက်နေ့ရှယ်စီးတင်းရဲ့နောက်ဆုံးလိမ့်တဲ့အားစားတွေကိုကျွန်တော်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှယ်စီးတင်းရရွေးမိတင်းရနေယာဒီကိုမှထွက်ခွာမဲ့ရိုဒီကိုဗျာဒီခေါ်ဖို့အတွက်စိတ်ဝင်စားနေရဖြစ်တယ်ရှယ်စီးရရိုဒီကိုအပြင်ပြခါနာရှိုနီကိုလက်ဝီလီယံဒီကစားသမားအတုံးဦးတဲ့တအူးကိုတောင်မန်နေရအတွက်အရခေါ်ယူဖို့လှုံ့ဆော်နေရတယ်ဖြစ်တယ်ရမတစ်တင်းရလဲရှယ်စီးတင်းရဲ့ကွန်းလက်ကစားသမားကောင်ဖြစ်တဲ့အန်ဆိုဖာနာတက်ကိုယူရိုတန်30ပလက်အတာကူလာကိုအလိုက်ပေးပြီးတော့ကန်လန်းနေရတယ်ဖြစ်တယ်ရှယ်စီအတင်းရလဲအန်ဆိုဖာနာတက်ကိုကန်လန်းခဲ့မယ်ဆိုရင်ပေါင်109တန်းထက်ပုံမြင်မာတဲ့ကြီးကိုတောင်းဖို့အတွက်ဆုံးဖြတ်ထားတယ်ဖြစ်တယ်ရှယ်စီကအီဒင်ဟာဇတ်တို့တုန်းကလို့ပြဒီကစားသမားကိုရေးရနေမကြိုက်လို့နောက်တင်းကိုပြန်ရောင်းရင်အကျိုးပါဆိုင်ကွင်းတွေကိုပါတောင်းမယ်လို့ရှယ်စီကစီစဉ်ထားတယ်ဖြစ်တယ်ရှယ်စီတင်းတဲ့ဒီနော်ဒန်ဖရာဒိုကမ်မဲစူပါဆန်ဒေးညာကြလို့ရှိရင်ဒိုင်လူကြီးကတော့အန်တိုတင်နာကိုင်းတွေမှာလည်းဖြစ်တယ်ဒီဒိုင်လူကြီးကရှယ်စီနဲ့ဆိုကမောက်ကမတားဖြစ်တယ်ဗျသိရမလားဒီလိုမျိုးဒီတိုင်းကိုကမောက်ကမမဖြစ်ပါစေနဲ့ကျွန်တော်ဆူတောင်းပါလေဖြစ်တယ်ကျွန်တော်တို့ယုံကြည်ထားတယ်ဗျအန်ဆိုဖာနန်တက်တို့အန်ဆိုဖာနန်တက်တို့ရီစီဂျိန်းတို့ပါတို့ကျွန်တော်ဝါတာမရောမှုထင်ပေမဲ့ရှယ်စီတင်းဟာကိုက်စီတို့နဲ့ကိုပါမာလွဲ၍ကျန်တဲ့ကစားသမားတွေကိုတူရဲ့ဈေးနှုန်းနဲ့တူတတ်မှတ်ထားတဲ့ထိုက်တဲ့နဲ့ကြေးရရင်အားလုံးကိုရောင်းချသွားမယ်လို့အတွင်းတင်းတွေကကြားသိရလည်းဖြစ်ပါတယ်ဒါကတော့ရှယ်စီတင်းနဲ့ပတ်သက်တဲ့နောက်ဆုံးလိုက်တဲ့တင်းတွေကိုတင်ဆက်ပေးရဖြစ်ပါတယ် FCI ညီကိုတွေလည်းအောက်က YouTube လေးကိုလည်း subscribe လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ